ဆိုတကယ်လို့မနှက်ဖြန်ကျွန်တော်တို့မဟုတ်တော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ပဲသွားမလဲကျွန်တော်ကိုတွေ့ဆိုတဲ့သင်လေးတို့ကျွန်တော်အဲ့ကနေအပြန်မှာကျွန်တော်ရေးခဲ့ပါတယ်မနှက်ဖန်ကြရင်ဘာလုံးမဲကိုစိတ်ကူးနဲ့အစီအစဉ်ဆွဲဒီမနှက်ဖြန်တကယ်ရောက်ဖို့မသေးကြဘူးကွယ်အသက်ငယ်သေးတဲ့အချိန်ရှိတယ်တွေ့နေမိရင်တကယ်မမဲကိုယ်တိုင်မတွေ့ခဲ့ရင်စင်ကြင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမှသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့မသေးချမရေရနိုင်ဘူးလူဘဝဟာအခိုးငွေပါဘယ်အချိန်ကြုံလဲမသိတယ်တစ်ချိန်မှတော့တွေ့မယ်သေချာဖြေရရှိတာအသင်ဖြစ်စေခြင်းလေမနှက်ဖန်ကြရင်ဘာလုံးမဲကိုယ်စိတ်ကူးနဲ့အစီအစဉ်ဆွဲဒီမနှက်ဖြန်တကယ်ရောက်ဖို့မသေးကြဘူးကွယ်အသက်ငယ်သေးတဲ့အချိန်ရှိတယ်တွေ့နေမိရင်တကယ်မမဲကိုယ်တိုင်မတွေ့ခဲ့ရင်စင်ကြင်မိနိုင်ဖို့ခဲမဲကိုယ်တိုင်ကြုံမှသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့မသေးချမရေရနိုင်ဘူးလူဘဝဟာအခိုးငွေပါဘယ်အချိန်ကြုံလဲမသိတယ်တစ်ချိန်မှတော့တွေ့မယ်သေချာဖြေရရှိတာအသင်ဖြစ်စေခြင်းလေအလားပါဆုံးဒီဘဝများလေပန်းပွင့်လေးတွေလိုပါပဲခဏဒါလေးသာပွင့်လန်းပြီးကြွေရအောင်မယ်အညာရဲ့လေးနဲ့ကုန်ဆုံးရဲ့ညမောင်သူကိုကြုံရမယ်ကိုယ်တိုင်မတွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမှသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့မသေးချမရေရနိုင်ဘူးလူဘဝအခိုးငွေပါဘယ်အချိန်ကြုံလဲမသိတယ်တစ်ချိန်မှတော့တွေ့မယ်သေချာဖြေရရှိတာအသင်ဖြစ်စေခြင်းလေကိုယ်တိုင်ကြုံမှသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့မသေးချမရေရနိုင်ဘူးလူဘဝဟာအခိုးငွေပါဘယ်အချိန်ကြုံလဲမသိတယ်တစ်ချိန်မှတော့တွေ့မယ်အသေးချဖြေရရှိတာအသင်ဖြစ်စေခြင်းတဲ့ကိုရောရှင်ကသင်ထွက်ဖြေပါပဲပြန်ခင်ကောင်းကြီးပေးပါစေ